ငုံးမှာကားစရာတို့ဖွဲစားနေကြထမင်းဆိုင်ထမင်းဝင်စားတာအခါတိုင်းအာကာမြောင်မျက်နှာနဲ့ပြုံးတော်မပြတဲ့ဆိုင်ရှင်ကဒီနေ့မှာမမဆောင်လို့အရန်ကြိုက်တယ်အရန်မိုက်တယ်နဲ့အတင်းနေဝင်လုံးနေဟာမြင်လို့တော့မကောင်းဘူးတေချာမေးကြီးတော့မှတစ်တော့ဗီဒီယိုတွေ့လို့တူထမင်းဆိုင်ကိုလည်းကြောညာပေးပါအောင်လုပ်နေတယ်ရောက်လက်စားနဲ့မထူးတော့ပါဘူးဆိုပြီးကြောညာပေးလိုက်အောင်မယ်ထမင်းဆိုင်ကြောညာဆိုပြီးဆိုင်နာမည်မပါတော့အဆုံးအထိတာကြည့်လိုက်ပါတော့လူထမင်းဆိုင်မှာထမင်းတစ်ခါစားဘူးပါတယ်ထမင်းဖြူအေးချက်ကထမင်းဟိုတဲ့ရေခဲတုံးထည့်ထားတလားအောင်မရတယ်ချမောင်ဟင်းကိုလည်းကြည့်လိုက်အောင်ချမောင်ရက်နဲ့မြစ်ကိုပကံလုံးထဲမှာထဲချောင်းထဲကရေကိုခတ်ထဲတာမှသူ့ထက်ပူလဲအောင်မယ်ရေနွေးတဲ့ဘူးတွေကရေနွေးကိုလည်းငှဲ့ကြည့်လိုက်အောင်အဝီစည်းတွင်းရရေကိုပုံးနဲ့ဆွဲတာမှအငွေလေးပါလေးထွက်အောင်မယ်ငပီရေချိုးကလည်းတကယ်ကိုငပီနဲ့ရေပဲဘာမှကိုမပါဘူးအတို့မျိုးကတော့တကယ်ကိုဆုံးပါတယ်မမရဲ့မောင်လေးဆိုတဲ့ကောင်းလေးလို့အတီးရွယ်မျိုးစုံစားနိုင်မှရမယ်ဘာရွက်တင်မှန်းကိုမသိဘူးအတားငါမျိုးစုံရတယ်ဆိုလို့ကြက်တာမှလိုက်တာကောင်းကြီးပါလာပြီးအမောက်ထောင်ပြနေလို့ဇွန်းနဲ့တောင်ထုရရတယ်ရဲ့အတားရင်တစ်ခွက်လုံးကိုအောင်စားနိုင်တဲ့ကောင်ကခင်းနေစံချိန်တင်ပါပဲချမောင်ကျော်လည်းမြည်ကြည့်လိုက်ပါဦးချမောင်ကျော်မစားခင်ဆွေမျိုးသားချင်းတွေနာမည်ကိုချရေးထားရမယ်ချမောင်ကျော်စားပြီးအကုန်လုံးမေ့ကုန်တော့မှာထမင်းနေရလားဆိုတော့ဆက်ဆံရေးပါအေးတာထမင်းမှာပြီးစောင်းတဲ့ကောင်းတာချတာအိတ်ပါဆောင်အောင်မယ်ဟင်းပွဲမှာလာကြလို့လူရှုပ်နေရမအောင်မင်းနဲ့တော်ယုံတရေကြောက်တတ်တဲ့လူဆိုဆိုင်ကိုတယောက်တည်းလာလို့မရဘူး6လွန်မှတေးကြပဲဆိုင်ရှင်နေအေးရလားဆိုတော့စပွဲတို့ကိုလည်းကြည့်ပါဦးမြောက်ဝင်ရိုးစွန်းရေခဲတောင်ကြားတွေကထွက်လာပြီးတရုတ်နိုင်ငံမှာဖုတ်တဲကရိုက်ခဲ့တယ်လားမသိဘူးစပွဲတို့မျက်နှာကြည့်မဲ့သားရေခဲတုံးကြီးထိုင်းကြည့်နေရမှာနှွေးတယ်လို့ခံစားရတယ်ပေးရှင်နဲ့မစီရတော့ဒီသမင်းဆိုင်ကိုဆင်းရဲလည်းမစားနိုင်ဘူးချမ်းသာရင်လည်းမစားနိုင်ဘူးတော်တော်ဝေးကြွေးကြီးတဲ့ကောင်တွေနဲ့တော်တော်ငတ်တဲ့ကောင်တွေပဲစားနိုင်မယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဆိုင်မဆိုင်ဆဲလာအောင်မယ်ငုံးမှာကားစရာ